လုံးအနေနဲ့ကိုကိုမိတ်ဆက်ပေးပါ ဘာဖြစ်လို့ဒီ workshop ကိုတက်ဖြစ်နေရလဲ ဘာလို့လဲဆိုတော့ကျွန်တော်အရင်တော့က volunteer ထဲမှာဒါဟိုရှိသူတို့ကျွန်တော် connection တခုစကားပြောချင်တဲ့အတိုင်းပဲကျွန်တော် design language မသိတော့ပြောနိုင်ခဲ့ဘူးအခုအဲဒါကြောင့်ကျွန်တော်သင်တန်းနဲ့ရှာပြီးတက်ဖြစ်ခဲ့ရပါအဓိကကတော့ကျွန်တော်တို့ hotel လုပ်ငန်းမှာအတူတူလုပ်ခဲ့တဲ့တကယ်ချင်းရှိတယ်ပေါ့နော်အဲ့ဒီတကယ်ချင်းကနေပြီးတော့သူဒီ for the future မြန်မာကနေပြီးတော့စီစဉ်ပေးတဲ့ဒီ program လေးကိုတွေ့လာတယ်ဆိုတော့ငယ်ချင်းတို့ join ချင်လားဆိုပြီးတော့မိတ်ဆက်ပေးရပါတော့အဲ့ကနေပြီးတော့ကျွန်တော်အနေနဲ့ဒီခွင့်ရရခဲတယ်လို့ယူဆရပါတော့ဆိုတော့အတက်နိုင်ဆုံးရွေးချယ်ခံရမှုတွေစူးစမ်းပြီးတော့ရှောက်ပြခဲ့ကျမကဒီပေါ့နော်ခုအရင်က sign language ကိုအများမှာသင်လေးလာလို့စိတ်ရအောင်ပြပြလောက်ပါတယ် sign language ကိုသင်ယူချင်ပေမဲ့ sign language နဲ့ပတ်သက်တဲ့ workshop တွေကိုပေါ့နော်နည်းနည်းစမပြည့်ပြည့်တဲ့ကြောင်းမလို့ဒီ workshop တွေကိုတက်ရောက်နိုင်တဲ့ရှိတဲ့ကြောင်းမလို့ sign language ကိုနောက်ပိုင်းရရင်လည်းဒီလိုသင်တန်းခုနေတဲ့တက်ရောက်ဖို့အစီအစဉ်လေးရှိတယ်ဒီ workshop လေးကိုပြရတဲ့အခါမှာခုအတွက်ကိုတန်တဲ့ workshop တစ်ခုဖြစ်ခဲ့ပါတယ်မြန်မာအနေနဲ့ကတော့ဒီကလေးက sign language ကိုအရင်ကသင်ချင်နေတာပါတယ်ဖြစ်တဲ့အတွက်အခွင့်အရေးရတဲ့အခွင့်အရေးကြုံလို့ sign language ကို join ဖြစ်ခဲ့ပေါ့နော်ဒါကတော့ဘာလို့ဒီကတော့နောက်တစ်ခုအနေနဲ့ကတော့က sign language ကိုသင်ပြီးတော့မှနာမကြားတဲ့ကလေးတွေနဲ့လည်းအများကြီးဆက်သွယ်ပြီးတော့မှသူတို့ရဲ့ပြောချင်တဲ့ဒီလိုစကားတွေလည်းအများကြီးနားထောင်ချင်တဲ့အတွက်သင်ရတဲ့အကြောင်းဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ကဒီလို sign language တွေsign language မှာမဟုတ်ကျွန်တော်တခြား language တွေလည်းသင်ရတာဟိုကတော့ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်အသစ်တွေ sign တွေတင်တယ်ပြီးတော့ကျွန်တော်မှလည်းအရင်တော့ဒီလို experience ရှိခဲ့တယ်ပေါ့နော်ဆိုတော့ဒီလို blind person တွေနဲ့ရောအဲ့လိုထိတွေ့နေရှိခဲ့တော့ကျွန်တော်ပို့ပြီးတော့ sign တဲ့တွေ့ကြုံနေတဲ့ထိတွေ့နေတယ်ဆိုတော့အဲ့အတွက်ကြောင့်မလို့ဒီ sign language ကိုသင်ဖို့ဆုံးဖြတ်လိုက်တာဘာဖြစ်လို့လဲဆိုတော့ဒီမိမောင်ရဲ့အပွားအိမ်ဒီမှာပေါ့နော်ဒီ sign language ကိုအသုံးပြုပြီးတော့စကားပြောရတဲ့အမှန်တရားရှိတယ်သူနဲ့စပြီးတော့ဆက်သွယ်တဲ့အချိန်မှာအခက်အခဲအများကြီးတွေ့ရပေါ့နော်သူပြောတာလည်းပုံနာမလဲဘူးပြောချင်တာလည်းမပြောတတ်ဘူးပေါ့နော်အဲ့ဒီအချိန်မှာအဖွားတို့နဲ့တော့ဒါအိမ်မှာစကားတွေပါပြောနေရတာဒါပေမဲ့ဒီမောင်နဲ့ကျတော့ဘယ်လိုမှအဆက်အသွယ်မပြည့်တဲ့အခါမှာပြောတဲ့ laptop ဖြစ်နေလို့ခံစားရတယ်ပြီးတော့သူ့ကိုလည်းအားနေတယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်ကစပြီး sign language ကိုစတင်ဖို့အတွက်ဒါစိတ်ကူးရခဲ့တယ်နောက်ပိုင်းမှာလာဆရာမနဲ့ workshop တက်ဖြစ်တယ်ခုဒီ workshop လေးအကြောင်းကြားတော့လည်းဒါတွေ့တယ်ဆိုတော့ဒီ workshop တွေဝိုင်းပြီးတဲ့အခါမှာမျှော်လင့်ထားတာတွေတော့အဲ့ဒီလေဟုတ်ကဲ့မျောလင့်ထားတာနဲ့ကိုင်နေလားဆိုတော့ကိုအများကြီးထွေတူမျောလင့်ထားတာမျိုးတော့မရှိပါဘူးဒါပေမဲ့ကိုထင်ထားတဲ့ထက်ပိုပြီးတော့အတွေ့အကြုံကောင်းနေရတယ်မိတ်ဆွေကောင်းနေရတယ်ခွင့်ရကောင်းနေရဖို့အတွက်ဒီမှာအချိန်လာပြီးတော့ယူရတယ်လို့ဒီပါခံစားရတယ်
အရင်ကမှကိုက်နေပါတယ်အမှန်တမ်းဆိုတော့ဒီ workshop ကိုမတက်ခင်ဆိုရင်ညှော်လင့်ထားတာတော့အလောက်မရှိဘူးဒီကိုရောက်လာပြီးတော့မှညှော်လင့်ထားတဲ့ပို့ပြီးတော့အကျိုးကျေးဇူးတွေနောက်ပြီးရှင်တင်ချင်းအဖြစ်တွေကိုလည်းအများကြီးရရှိခဲ့တဲ့ကိုယ့်အတွက်ပေါ့နော် communication နဲ့ကောင်းကောင်းရတဲ့ပုံနဲ့အရင်ကမှပျော်ရွှင်စရာကောင်းတဲ့ moment လေးတွေကိုလည်းဆိုင်ခဲ့ရပါတယ်ရှင်အများကြီးကိုက်နေပေါ့နော်ဆက်စားရှင်တော့ဒီ3ရက်ပဲဆိုတော့ညီမကနည်းနည်းအခြေခံတော့တောင်းပေးတင်မယ်လို့ထင်ခဲ့ပေမဲ့အခုချိန်မှာကိုထင်ထားတဲ့အများကြီးလည်းသိခဲ့ရတယ်။ကိုမျှော်လင့်ထားတယ်လည်းအများကြီးပို့ပြီးတော့မှသိယူခဲ့ရတယ်ပေါ့နော်။ဒီ workshop ကိုပေါ့နော်ကျွန်တော်အစားတုန်းကတော့ဒီတိုင်းလေးစာလေးပဲသင်ပြီးတော့ဒီတိုင်းလေးပုံမှန်လေးပဲသွားမယ်လို့ထင်ခဲ့တာပေါ့နော်ဒါပေမဲ့သင်နေရတဲ့သင်ခဲ့ရတဲ့ရှောက်လုံးမှာလည်းgame activity လည်းရှိခဲ့တယ်ပြီးတော့interactive session တွေလည်းအများကြီးရှိခဲ့ပေါ့နော်ပြီးတော့ဒီချက်ရဲ့သင်ကြားတဲ့ပုံစံကလည်းကျွန်တော်တို့ပေါ့အများကြီး effective ဖြစ်ခဲ့တာကြောင့်ထင်ထားတဲ့ expectation တွေတော့ပို့ပြီးတော့ကြိုတင်ပါတယ်ကြိုက်ပါတယ်အများကြီးကြိုက်တယ်ပေါ့နော်အဲ့ဒါဆိုဒီ workshop ကပထမ3ရက်လို့ပဲပြောတာဟို3ရက်ဆိုတော့အရင်ကိုလေဘာသာစကားတစ်ခုဝေးလာတဲ့အခါမှာ3ရက်ဆိုတာဘယ်တော့မှပြောပါလို့တဲ့အချိန်တော့မဟုတ်ဘူးเนาะဒါပေမဲ့ဒီအချိန်တွင်းမှာဆရာမကဒီ vocabulary စကားလုံးတွေအများကြီးသင်နေသွားတယ်ပြီးတော့စာကြောင်းအတူကြီးကိုအခြေခံကြားတဲ့ဟာတွေကိုပြပြပေးသွားတဲ့ကြောင့်မို့လို့အနည်းဆုံးတော့ပြောနိုင်လို့ဆိုတော့မင်းသားလေးတွေတော့ဒီတနပ်ပေါ်ပြောနေတာလည်းတကယ်ကြိုက်နေပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်က new experience တက်တယ်လည်းအများကြီးရတယ်။ sign language နဲ့လည်းတကယ်ကျွန်တော်နောက်တစ်ခါ sign language တော့လည်းဒီတယောက်တို့ရှိတယ်ကျွန်တော် connection ကောင်းလုပ်နိုင်တယ်လို့ယူဆရှိလာပါတယ်။ workshop ကိုမတက်ခင်နဲ့တက်ပြီးတဲ့အခါမှာဘာတွေဝတ်ထားတော့ပါဒီ workshop ကိုမတက်ခင်ရဆိုလို့ရှိရင် sign language နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုထင်ထားတဲ့ဟာလေးအလွဲမှားလေးတွေရှိတယ်ကိုဒီ sign language ကိုပြောမှဆိုရင်အရာခက်ခဲပြီးတော့ပေါ့နော်တော်တော်လေးလောကခက်မယ်လို့ထင်နေရတယ်ဒီ workshop တက်ရောက်ပြီးတဲ့မှာ sign language ဆိုတာအရာမှာစိတ်ဝင်စားဖို့ကောင်းတဲ့လမ်းတစ်ခုဖြစ်တဲ့အပြင်မှာဒီတင်ယူရတာလည်းအဲ့တော့အခက်ခဲလို့ဆိုတာလည်းသိရှိရတယ်ပေါ့နော်ပြီးတော့ဒီ workshop တက်ရောက်ပြီးတဲ့နောက်ပိုင်းမှာဒီလိုမျိုးတကယ်ချင်းအသစ်တွေနဲ့အတူတူကိုယ့်ရဲ့ဒီ knowledge အသစ် knowledge တွေနဲ့အတူတူဒီ workshop မှာအများကြီးသင်ခဲ့ရပါတယ်ရှင်မတက်ခင်တော့ sign language ကအရင်ကပုံမှာသင်ရတာလွယ်ကူမယ်လို့ထင်ခဲ့ပေမဲ့တကယ်နဲ့သင်ကြည့်တဲ့အခါမှာတော့လက်ဟန်ချိန်ခံတွေကအများကြီးကိုထင်တာပဲပေါ့နော်ခက်ခဲတဲ့လက်ဟန်ချိန်ခံလောကလာမျိုးတွေကတခါမှအတွေ့အကြုံမရှိသေးပဲနဲ့စာလောကရဲ့ဖြစ်တဲ့အတွက်အများကြီးအခက်အခဲရှိတယ်ပေါ့နော်ပြီးတော့ဒီနာမကြားတဲ့ကလေးတွေကလည်းဒီလက်ဟန်ချိန်ကတုံးပြီးတော့မှဒီလိုပြောရတာလည်းဘယ်လိုခက်ခဲရှိရဲဆိုတာလည်းကိုသိစားပြီးတယ်နော်ဒီ workshop ကိုလက်ခံပေါ့နော်ကျွန်တော် sign language ဆိုတာကကြတော့ကျွန်တော်ထင်ခဲ့တာတစ်ကမ္ဘာလုံးတစ်ခုလေးပဲသုံးတယ်လို့ထင်ခဲ့တယ်ပေါ့နော်ဆိုတော့အကုန်လုံးကနေပြီးတော့ဒီတိုင်းအကုန်လုံးတစ်ခုလေးပဲသုံးကြတာလားဒါမှမဟုတ်တက်ရှိကြတာဆိုတော့တေချာကိုယ်ကိုယ်ပြပြမသိခဲ့ဘူးပေါ့နော်ဆိုတော့ဒီsign language workshop ကိုတက်ပြီးတဲ့အချိန်မှာကြာကျွန်တော်ဒီ primary sign language ကိုလည်းအရှိခံလေးနားလည်လာတယ်ပြီးတော့communicate လုပ်တဲ့အခါမှာလည်းပို့ပြီးတော့ကောင်းနေတာလေပေါ့နော်ဆိုတော့ဒီ sign language တွေမဟုတ်ဘူးဒီတခြားအပြင် verbal communication မှာနည်းနည်းလေးပို့ပြီးတော့တိုးတက်လာလို့ခံစားရတယ်ပြီးတော့ကျွန်တော်မသိရသေးတဲ့ဟာလည်းအများကြီးသိလာတယ်ပေါ့နော်ဆိုတော့အရင်တော့နဲ့အခုနဲ့ပါရင်ကောင်းတဲ့ဆိုလို့ရှိရင်ဒီ sign language ပေါ်နဲ့အရင်ဒီ sign language ကနေပြီးတော့လူတွေပေါ်ဘယ်လိုမျိုးအကျိုးသက်ရောက်မှုရှိနေလဲဆိုတာကျွန်တော်သိခဲ့ရတယ်ပေါ့နော်မနေ့ကဘာမှမသိဘူးမနေ့ကဘာမှမသိဘူးเนาะဒါပေမဲ့တက်ပြီးသွားတဲ့အချိန်မှာလိုက်တော့ဒီကိုနေ့စဉ်မှာလုပ်နေတဲ့အပြင်သေးသေးလေးတွေကိုတော့ပေါ်ပြလာနိုင်တယ်အဲ့လိုလေးတွေရှိရဲနောက်ပြီးတော့တက်ပြီးသွားတဲ့အချိန်မှာရလာတဲ့အကြံဉာဏ်တွေကကျတော့ကိုရှေ့ဆက်ပြီးတော့ပညာရေးပိုင်းမှာရောဘာပြောရချာဒီဘာဝပတ်ဝန်းကျင်အပိုင်းမှာလား sign language ကိုတော့သုံးပြလို့ရမယ်ဆိုတာအဲ့ဒါလေးเนาะအဲ့ဒါလေးတွေကမတက်ခင်ကကျွန်တော်အဓိကပြင် sign language က face experience အဓိကပြောရတာပေါ့နော်အဲ့ဒါကျွန်တော် face experience တွေတော့တော်တော်ကောင်းတယ်ပဲထင်ရတယ်ပြီးတော့လည်းအဲ့ဒါ sign language တော့ပြီးတော့ကြောင်းနေတွေ့လို့ရှိရင်လည်းစကားများများပြောနိုင်မယ်လို့ပြောချင်ပါတယ်ပထမဦးဆုံးအနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်ကနည်းနည်းနှုတ်နေတယ်ပေါ့နော်စကားနဲ့ဒါပေမဲ့အခုသင်တန်းဝင်လာပြီးသွားတဲ့အချိန်မှာ sign language ကအများကြီးစကားပြောကြမှုနဲ့ဘာသာစကားဖြစ်တဲ့အတွက်ကြောင့်တက္ကသိုလ်လေးနဲ့ပို့ပြီးတော့ပြတ်ပြတ်ဆက်သွယ်လို့ရတယ်ဒီအတွက်ပို့ပြီးတော့လည်း fun ဖြစ်တယ်ပေါ့နော်ဆိုတော့ပြတ်ပြတ်နဲ့ပို့ပြီးတော့ရှင်းပြီးလွယ်တယ်အဓိကကတော့သင်တန်းအလုပ်ပြည့်တဲ့ game တွေ
ဒီချဲရဲ့ landing section တွေအကုန်လုံးကနှစ်လို့ဆရာကောင်းပါတယ်1သာဆယ်လက်ကောင်း ဒီတနန်းတစ်လျှောက်မှာရောဗာခက်ခဲရှိနေပါတ။ယ်တနည်းဆောက်တော့မှဒီတခါမှမမြင်ဘူးရဲ့ဒီလက်ဟန်ချီနိုင်တယ်ပထမဆုံးပြောတာဖြစ်တဲ့အတွက်အများကြီးမှတ်မိလို့ကတော့အချိန်ကိုလေးမှာအများကြီးမှတ်လို့အရင်ခက်ခဲပေါ့နော်ဒီလိုအခက်ခဲတွေတော့ရှိပါတယ်။ workshop တစ်လျှောက်မှာကျွန်တော်အနေနဲ့ခက်ခဲဆိုပြီးတော့တူတူတော့မရှိခဲ့ဘူးပေါ့နော်ကျွန်တော်ရှိခဲ့တစ်ခုဒီတော့ခက်ခဲကတော့လမ်းပိုင်းစက်တွေလေးပေါ့ကျွန်တော်အနေနဲ့ကျွန်တော်မျိုးကနေပြီးတော့ဒီမျိုးထဲထိလာခဲ့ရတယ်ဆိုတော့ဒီလိုခက်ခဲတွေရှိခဲ့ပေမဲ့လည်းကျွန်တော်ဒီမှာပြန်ရခဲ့တဲ့အတွေ့အကြုံတွေဘုသူသားရဲ့ကြောင့်ဒါတွေကနေပြီးတော့တကယ်တန်တယ်လို့ခံစားရရပါတယ် ဘိုက်ဆိုင်စားကြမရှိဘူးအထက်ကမရှိတော့ဘူးနောက်စားတော့တကယ်မရှိတော့ဆရာမလည်းဒါရှေ့ကနေပြီးအကုန်လုံးမေးတဲ့အကုန်လုံးဒီ business တင်ပြပြီးရဲ့ပြီးဒီမှာရှိနေ volunteer တွေတော့မှလည်းဒါ game ကစားချိန်တိုင်းပေါ့နော်အရင်တက်ကြွတယ်ရှားချိန်တော့ကျမလည်းမကြည့်ရမသိဘူးပေါ့နော်ဆိုတော့အထက်ကမရှိတော့ဘူးအဓိကကတော့ကျွန်တော်အဲ့ vocabulary အများကြီးမှတ်ရတာတခုပါပဲကျွန်တော်အရင်ကောင်းပါတယ်တင်ပြပေးရဆရာမလည်းအရင်ကောင်းပါတယ်ပေါ့နော်တင်တန်းမှာတော့ခက်ခဲတော့မရှိပါဘူးဒါပေမဲ့အဓိကကျွန်တော်တို့တင်တန်းမတက်ခင်က3ရက်စလုံးတက်ပါမယ်လို့ commitment ပေးထားရပါတော့ပထမဦးဆုံးတင်တန်းတက်ပြီးပြန်နေနေမှာဖြားသွားတယ်ပေါ့နော်ဆိုတော့စွန့်ရည်စိတ်ဝင်လာတယ်ပေါ့နော်ဟိုမတက်နိုင်ဖြစ်တော့ပါအဲ့ဒါလေးပါပဲဒါပေမဲ့နောက်ရက်ကနေဒုတိယနေ့တတိယနေ့တက်သွားတယ်ဒီ workshop တစ်လျှောက်ပါကပေါ့နော်ကိုကအရန်အာရုံစူးစိုက်နေတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော်ဒီလိုမျိုးဒီလက်ဟန်အမှုရာတွေကိုအချိန်နည်းနည်းကြာပေါ့နော်အာရုံစူးစိုက်လုပ်ရတဲ့အခါမှာတစ်ခါမိကြကိုယ့်ရဲ့လက်ဟန်အမှုရာဟာလုံးဝလုပ်လို့မရတဲ့ခါလေးလွဲမှားပါတဲ့ခိုက်တန်လေးအများကြီးရှိရပေါ့နော်ဆိုအာရုံစူးစိုက်ခြင်းအရန်ကြာတဲ့အတွက်ကြောင့်လို့ခုအတွက်နည်းနည်းတော့ပြီးလွေတာမျိုးဖြစ်တဲ့ပေါ့နော်အခုလိုတင်တဲ့ပုံကဘယ်လိုလုပ်လဲဟုတ်ဒီတင်တန်းလို့ပေါ့နော်ကျွန်တော်အနေနဲ့ဘယ်လိုမြင်လဲဆိုတော့ပြောမယ်ဆိုလို့ရှိရင်ဒီလိုတင်တန်းမရှိတဲ့တော့ကိုရှားတယ်ပေါ့နော်ကျွန်တော်တို့တခြား workshop တွေဆိုလို့ရှိရင်လည်းဒီလို skill upgrade လုပ်တဲ့ workshop တွေရှိတယ်ကျွန်တော်တို့တခြားအဲ့လိုမျိုးပေါ့နော် workshop တွေဆိုရင်တော့အဆုံးရှိကြတယ်ဒါပေမဲ့ဒီလိုမျိုးinclusivity ဘိုင်းတို့ diversity ဘိုင်းတို့အဲ့လိုဟာတွေပတ်သက်တဲ့ workshop တွေကြာကျွန်တော်တို့တော်တော်လေးကိုနည်းသေးလို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး workshop တွေရှိလာခြင်းရတယ်ကျွန်တော်တို့ဒီ inclusivity diversity ကိုပိုပြီး effort ဖြစ်စေတဲ့အပြင်ကျွန်တော်တို့နောက်ပိုင်းတွေမှာလည်းပေါ့နော်မတန်ဆွမ်းတဲ့သူတွေကိုလည်းအကုန်လုံးequal equally ဆက်ဆံဖို့အဲ့လိုမျိုး equal ဖြစ်စေတယ်လို့ကျွန်တော်ကဆိုတော့ဒီလို workshop တွေကတော့အကုန်လုံးတော့မကဘဲနဲ့ကျွန်တော်တို့အဲ့လိုမျိုးပေါ့နော်ပြီးခြားပဲခံစားရတဲ့ community တွေရောကျွန်တော်တို့ဒီလို normal life ကိုဖြတ်သန်းနေတဲ့ community တွေရောအကုန်လုံးတသားနဲ့တောင်းနိုင်တယ်လို့မြင်ပါတယ်ဒီ workshop ကိုအရန်လို့ပြောအသုံးဝင်နေအသုံးဝင်တဲ့အပြင်ကိုမှဒီကိုရှေ့ဆက်ပြီးလုံးမဲ့အရာတွေအတွက်ခြေလမ်းအသေးလေးတစ်ခုလိုမြင်နေပေါ့နော်နောက်ပြီးသွားတဲ့ခါကျရင် workshop မှာပါဝင်တဲ့ participant တယောက်ချင်းစီတိုင်းကကြတော့ကိုယ့်ရဲ့ဒါညီမတွေငယ်ချင်းတွေလိုရဲပေါ့နော်ဆိုတော့ညီမတွေငယ်ချင်းတွေလိုရဲပေါ့နော်ဆိုတော့military ရဲ့ပုံဝင်ခြင်းတစ်ခုရှိတယ်ပြီးတော့ဒါ volunteer တွေအများကြီးကလည်းဒီဟာနေပြောတော့ support လိုက်ပြီးနေတယ်ဆိုတော့အဆင်ပြေပါတယ်အဲ့ဒီလိုမျိုးခုလိုတင်တန်းမျိုးများများဆဆလုပ်ရင်းနေဆိုလို့ရှိရင်ပိုကောင်းမယ်လို့ပြောလိုက်ပါတယ်ကောင်းပါတယ်အရင်ကောင်းတဲ့ organization တစ်ခုလို့မြင်ပါတယ်နောက်ထပ်ဒီလိုမျိုး program တွေ workshop တွေရှင်းလည်းနောက်ထပ်လူငယ်အနေနဲ့နောက်ထပ်အများကြီးဒီလိုမျိုးခွင့်ရတွေကိုအရယူပြီးတော့ join တင်တယ်လို့မြင်ပါတယ်အရင်ကောင်းပါတယ်နောက်ထပ်လည်းဒီလိုမျိုး workshop တွေကိုပြုလုပ်ပေးစီချင်ပါတယ်နောက်ထပ်လည်းထပ်ပြီးတော့တက်ရောက်ချင်လို့ဒီ silent win နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့လေ့လာခြင်းနဲ့စိတ်ဖြစ်မိပါတယ်ရှင်အဆင်ပြေပေါ့နော်အဆင်ပြေရတဲ့ကိုပို့ပါတယ်ဒီလိုတင်တဲ့မျိုးတွေ workshop မျိုးတွေကလည်းနောက်ဆိုပိုင်းဒီမှာအများကြီးလိုအပ်နေလို့လည်းချင်တယ်ပေါ့နော်အဲ့ဒီအတွက်လည်းအများကြီး collaboration လုပ်ပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်တော့for the future မြန်မာနဲ့ for the future education institute မြန်မာကိုအများပြောချင်ပါတယ်နောက်ထပ် sign language ကိုနောက်ထပ်တစ်လလောက် exam လုပ်ဆွဲခြင်းနဲ့ဒါပါတော့နော်ပြည်ကျေးဇူးလည်းအများကြီးတင်ပါတယ်လို့အခုလိုမျိုး workshop လုပ်ပေးရတဲ့ founder ကိုတော့ဒီမှာရှိနေ volunteer တွေကိုဘုံကိုတော့ဆက်မှာလို့တ
မျိုးတင်တန်းတွေလုပ်ပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်တစ်ခါကျတော့ကျွန်တော်ဒီထက်ပိုကောင်းတဲ့တင်တန်းတွေဖွင့်နိုင်ပါမယ် ဟုတ်ကဲ့လူကြီးမင်းတို့ organization အနေနဲ့အရင်ကောင်းတဲ့အလုပ်တွေကိုလုပ်နေတာပါလို့ပြောချင်ပါတယ်နောက်လည်းဒီကအများကြီးလုပ်နိုင်ပြီးတော့ပို့ပြီးတော့လည်းအောင်မြင်မှုတွေရပါစေနောက်ထပ် general public ပေါ့နော်အများကြီးဒီ organization ကိုပြည်လာပြီးတော့အများကြီးတမ်းပေးနိုင်ကြပါစေအရန်ဟိုမှာအခြေခံတင်ပါတယ်ဒီလိုမျိုးအဖို့တန်တဲ့ workshop လေးတစ်ခုပေါ့နော်ဒီလိုမျိုးလူငယ်တွေအတွက်လူမျိုးဆောင်လာပေးတဲ့အတွက်ရောဒီလိုမျိုးလူငယ်တွေကပေါ့နော်ဒီလို sign language ကိုသင်ယူပြီးတော့နားမကြားတဲ့သူတွေရဲ့အခက်အခဲတွေကိုသိမြင်နားလည်စီနိုင်ဖို့အတွက်ရွယ်ဟိုသိမြင်နားလည်စီနိုင်တဲ့အပြီးကိုပေးနေတဲ့ workshop ကိုဖြစ်တဲ့အတွက်ကြောင့်အရန်ဟိုမှာအခြေခံတင်ပြီးတော့အဖို့တန်တဲ့ workshop တွေကိုဒီလိုစီစဉ်ပေးတဲ့အတွက်ကိုလည်းအင်္ဂလိပ်မှာအခြေခံတင်ပြီးလို့ပြောချင်ပါတယ်ရှင်ဒီလိုမျိုး sign language နဲ့ပတ်သက်တဲ့ workshop တွေအများကြီးပေါ့နော်။နားကြားတဲ့ကလေးတွေအတွက်လုပ်ပေးလို့ရမယ်။အသင်တန်းမျိုးတွေအများကြီးလုပ်ပေးလို့ရှင်ပေါ့နော်။အများကြီးဆင်ပြေပါမယ်လို့ပြောချင်ပါတယ်။နောက်ဆုံးအနေနဲ့ပေါ့နော်ကျွန်တော်ဒီ for the future ဒီ workshop ကိုစီစဉ်ပေးခဲ့တဲ့ for the future ကမှာလည်းအများကြီးကျေးဇူးတင်ပါတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးကျွန်တော်တို့အတွက်အခုကူတာတွေရောအသိပညာတွေရောအကုန်လုံးဒီ workshop တစ်ခုရနေပြီးတော့အကုန်လုံးစီစဉ်ပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ပေါ့နော်ဆိုတော့နောက်ဆုံးနေတဲ့ဆရာမကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ဘာလို့ဆိုတော့ဆရာမအနေနဲ့ဒီ sign language ရဲ့အရေးလေးပါပုံတွေဆိုတော့အသုံးပြုပုံတွေတိကျလေးအားဆိုင်ပြီးသင်ပေးခဲ့တဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်